ဒေါ်လာတန်းရချီတန်းနဲ့စိန်ငွေရတနာတွေဝစ်ကကြွားလုံးထုတ်ပြီးအကယ်ဒမီပွဲကိုတက်လာတဲ့နုပညာရှင်9ရက်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ပရိသတ်တရားလုံးပဲမင်္ဂလာပါရှင်။အကယ်ဒမီစုပွဲဆိုတာကရုပ်ရှင်လောကသားတွေအတွက်အမြင့်ဆုံးဂုဏ်ပြုဆုချင်းမြင့်တဲ့ပွဲတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်လဲရုပ်ရှင်လောကထဲကမင်းသားမင်းသမီးတွေကသူတို့ရဲ့ကြွယ်ဝချမ်းသာမှုတွေကိုချပြပြီးတော့အခမ်းအနားဆုံးပုံစံတွေနဲ့အကယ်ဒမီပွဲကိုတက်လက်ရှိကြလဲဖြစ်ပါတယ်။တချို့တွေဆိုရင်ရွှေဆယ်ပိတ်တာလောက်အသုံးပြုထားတဲ့ဝတ်စုံတွေနဲ့တကိုယ်လုံးကိုရွှေချထားတာတွေလက်ကင်အိတ်တွေတကိုယ်လုံးဆင်စီထားတာနဲ့ပွဲတက်လာကြတာပါဒီဗီဒီယိုထဲမှာတော့သိန်းပေါင်းတောင်းချီတန်အသုံးပြုကတမိုးကြီးဖက်ရှင်တွေနဲ့ပွဲတက်လာကြတဲ့လူပညာရှင်9ရက်ကိုချပြသွားမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့မိုဟစ်ကိုအကယ်ဒမီစုပွဲကိုထူးထူးခြားခြားရွှေ9ပိတ်တာတန်အင်ဂျီနဲ့တက်လာတာကသရုပ်ဆောင်မင်းသမီးမိုဟစ်ကိုပဲဖြစ်ပါတယ်မိုဟစ်ကိုကအင်ဂျီအနီရောင်မှာရွှေသားပေါ်ရန်ပရာပုံစံမျိုးနဲ့ပွဲတက်လာခဲ့တာလည်းဖြစ်ပါတယ်ရွှေတစ်ချက်သားကို300ကျော်တန်နေတဲ့အချိန်မှာမိုဟစ်ကိုဝတ်လာတဲ့ရွှေအင်ဂျီတန်မိုးကမနှဲပါဘူးဒါပေမဲ့လည်းရွှေသားနဂတ်တွေနဲ့တကယ်ကိုကြက်တည်ရှိပွဲတက်လာခဲ့တာလည်းဖြစ်ပါတယ်မိုဟစ်ကိုကဒီလိုပွဲတက်လာနိုင်တာကမိုဟစ်ကိုဟာအောင်မြင်တဲ့မင်းသမီးတယောက်ဖြစ်ုံသားမကစီးပွားရေးလုပ်ငန်းများစွာကိုပိုင်ဆိုင်ထားတဲ့သူတယောက်လည်းဖြစ်ပါတယ်။ဒုတိယအနေနဲ့ဝတ်မုံရွှေကြီးမနစ်ကဒေါ်လာတန်းရချီတန်တဲ့ကြောက်စိမ့်လေဆွဲနဲ့ပွဲတက်လာခဲ့လို့နိုင်ငံခြားမီဒီယာတွေထိပါနာမည်ကြီးသွားတဲ့ဝတ်မုံရွှေကြီးကတော့ဒီနှစ်မှာလည်းထူးထူးခြားခြားဖက်ရှင်နဲ့ပွဲတက်လာခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒါကတော့ဝတ်မုံရွှေကရွှေအင်ကြီးအစ်စ်ကိုဝတ်လာသလိုလဲဘင်းမှာလည်းနဝက်တက်ကိုတဲ့အယောင်ဆောင်ကြောက်တွေကိုစီချေထားတာလည်းဖြစ်ပါတယ်ဒီလိုမျိုးဝတ်မုံရွှေစင်မြန်းထားတဲ့ရနာတွေနဲ့ရွှေတန်မိုးကမြန်မာငွေနဲ့တောင်မပြောနဲ့ဒေါ်လာနဲ့တောင်တန်းချီရှိမှာပါဝတ်မုံရွှေဟာမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးဗီလီယံနာတထေးကြီးကိုလက်ထပ်နိုင်ခဲ့တာကြောင့်ဒီလိုမျိုးဝတ်ဆင်လာနိုင်ခဲ့တာလည်းဖြစ်ပါတယ်ရခိုင်ပြည်ကအချမ်းသာဆုံးတထေးဖြစ်လို့တိမ်ပေါင်းတောင်းချီအကုန်ခံကဒီကုလုံးစိန်စီပြီးတော့အကယ်ဒမီပွဲတက်ခဲ့တဲ့အနေတို့အကယ်ဒမီညဆိုတာအနုပညာရှင်တွေကုန်ကြိမ်ကြတဲ့ညတညဖြစ်ပေမဲ့ဒီနှစ်မှာတော့နေတိုးကဘယ်သူမှမလိုက်နေနိုင်နဲ့စံချိန်တစ်ခုတင်လိုက်ပါပြီသူတို့ဇနီးမောင်နဲ့ဝစ်ဆင်လာတဲ့ဝစ်စုံနဲ့ရတနာတွေရဲ့စုစုပေါင်းတန်ဖိုးကဒေါ်လာတန်300ကျော်မြန်မာငွေကျပ်ဘီလီယံပေါင်းများစွာရှိတယ်လို့သတင်းထွက်ပေါ်လာပါတယ်ဒီဝစ်စုံကိုနာမည်ကြီးဒီဇိုင်နာရှက်တရာကဖန်တီးပေးထားတာဖြစ်ပြီးအိန္ဒိယမဟာရာဂျာရီရဲ့ပုံစံကိုရခိုင်ရိုးရာနဲ့ပေါင်းစပ်ထားတာပါအထူးခြားဆုံးကတော့ရင်ဘတ်တစ်ခုလုံးကိုဖုံးလွှမ်းသွားတဲ့အေယာမစိန်နဲ့ဗရံများဆလွယ်ကြီးပါပဲအသုံးပြုထားတဲ့ဗရံများတွေဟာလည်းအလွန်ရှားပါးလာတဲ့ပြည်တံဗရံများတွေဖြစ်လို့နေတိုးကိုကြည့်လိုက်တာနဲ့အနုပညာရှင်တယောက်ထက်ရခိုင်ဘရင်တစ်ပါးလိုခန့်ညားထည့်ဝါနေပါတယ်တကယ်တော့ဒီလိုတန်ဖိုးကြီးရတနာတွေကိုဝစ်ဆင်နိုင်တာကနေတိုးရဲ့အနုပညာကြီးတစ်ခုတည်းကြောင့်မဟုတ်ပဲသူကရခိုင်ပြည်မှာနာမည်ကြီးတဲ့စိန်ရွှေရတနာဆိုင်ပိုင်ရှင်တထေးမျိုးရိုးကနေဆင်းသက်လာတဲ့သူဖြစ်လို့ပါပဲပြင်ပစီးပွားရေးလုပ်ငန်းပေါင်းများစွာကိုလည်းပိုင်ဆိုင်ထားတဲ့အချမ်းသာဆုံးတထေးတဦးဖြစ်လို့အခုလိုမျိုးကိုပိုင်ရတနာတွေကိုကဘာတိအောင်ချပြလိုက်တာပါဇနီးတဲ့မဲသေးစုမြတ်ရွှေကလည်းစိန်နဲ့ဗရံများတွေအနုစိတ်စီချဲထားတဲ့ခြုံလွှာစိန်လက်ကအိတ်တို့နဲ့စက်တည်ရှိရှိလှပနေပါတယ်။ဒါကရခိုင်လူမျိုးတွေရဲ့မျိုးရိုးကုံနဲ့နေတိုးတို့ဇနီးမောင်နှံရဲ့ကြွယ်ဝမှုတွေကိုတပြိုင်နက်တည်းပြသလိုက်တာပါ။ကဲပရိသတ်ကြီးဒေါ်လာတန်း300တန်ဝစ်စုံနဲ့ပွဲတက်လာတဲ့ရခိုင်တထေးနေတိုးတို့ဇနီးမောင်နှံရဲ့ဖက်ရှင်ကိုကြည့်ပြီးတော့ဘယ်လိုမြင်ကြပါသလဲ။တကယ်မင်းသားစစ်စစ်တထေးစစ်စစ်လို့တင်စားခံနေရတဲ့နေတိုးအတွက်ဂုဏ်ပြုစကားလေးတွေကိုမှတ်ချက်မှာရေးပေးသွားပါဦးနော်။